ဇလန်ကဗျာစည်းနိုင်ငံရဲ့ထူထပ်လာတဲ့အမေဇုံမိုးတစ်တော်ကြီးထဲမှာစတင်ခဲ့တဲ့အနာဆိုရဲ့အမျိုးသမီးဟာတစုံတစ်ခုကိုစိုးရိမ်တကြီးဖုံးကွယ်ရင်းအဖော်ဖြစ်သူအမျိုးသားကိုကားဝင်နိုင်တဲ့ရွေ့တော့လာခဲ့ကြတာပဲအခုလေတစင်းပဲလိုတော့တယ်ရဲ့အနေငယ်အတွင်းရီမန်းချက်စီရောက်တော့မှမို့ရက်တက်လို့မရဘူးလို့ပြောနေမိတဲ့အဖော်ဖြစ်သူကတော့တောနဲ့ကြီးထဲမှာတခုခုမှားယွင်းနေပြီလို့ခံစားမိတဲ့အတွက်ခီးကိုရက်တက်ဖို့တောင်းပန်ခဲ့ပေမဲ့အနာကတော့မမှုခဲ့ဘူးသူမဟာအဖော်ကိုထားရိခဲ့ပြီးဆိုင်ခဲ့တယ်စီးနဲ့တော်လန်အတိုင်းတယောက်တည်းထွက်ခွာလာခဲ့တယ်သူမနောက်ကိုလူနှစ်ယောက်ကလိုက်လက်ဖမ်းဆီးဖို့စ조사ပြီးဖောင်ပေါ်တက်လိုက်တဲ့အချိန်မှာပဲရုတ်တရက်အီယာမအနာဂွန်ဒါမြေကြီးတစ်ကောင်ပေါ်လာပြီးဖောင်ပေါ်ကလူတစ်ယောက်ကိုရက်စရာမရှိအောင်ကြိတ်ချေတက်ဖြတ်ပစ်လိုက်ပါတော့တယ်တစ်ဖက်မှာတော့ဦးရောပါရရဲ့ဘက်ဖယ်လိုမျိုးကလေးမှာအိမ်မပြောက်ဆုံးနေတဲ့သူငယ်ချင်း၄ယောက်ရှိနေတယ်တောက်ဟာမင်္ဂလာဆောင်ဗီဒီယိုရိုက်ကူးသူတစ်ယောက်ဖြစ်ပြီးသူ့ဗီဒီယိုတွေရဲ့ထိတ်လန့်စရာအစိတ်အပိုင်းတွေထည့်သွင်းတက်လုံးလို့ဖောက်တီတွေနဲ့အမြဲပြစ်နာတက်နေရသူပါဂယစ်ကတော့နှစ်ပေါင်းများစွာရုန်းကန်နေရပြီးရိုက်ကွင်းကနေပါထုတ်ပယ်ခံလိုက်ရတဲ့အရန်တရုပ်ဆောင်တစ်ယောက်ဖြစ်တယ်သူတို့တွေဟာငယ်သူငယ်ချင်းတွေဖြစ်တဲ့ကန်နီကလေးတို့နဲ့အတူတောက်ရဲ့မွေးနေ့ပါတီမှာပြန်ဆောင်ဖြစ်ခဲ့ကြတယ်ငယ်ငယ်ကရုပ်ရှင်တူလိုက်ခဲ့ကြတဲ့အမတ်တရားတွေကိုပြောရင်းဂရစ်ကအားလုံးကိုအားသင့်စေမဲ့တရင်တစ်ခုပေးခဲ့တယ်အဲ့ဒါကတော့သူတို့ငယ်ငယ်ကအယူမူဆွဲလန်းခဲ့တဲ့အနာဂွန်ဒါရုပ်ရှင်ရဲ့မူပိုင်ခွင့်ကိုသူဝယ်ယူလိုက်ပြီဆိုတာပါပဲငါတို့ဒါကိုအတူတူပြန်ရိုက်ကြရအောင်ဂရစ်ရဲ့စကားကြောင့်အားလုံးစိတ်လှုပ်ရှားသွားတယ်တောက်ကဒါရိုက်တာကန်နီကကင်မရာသမားဂရစ်နဲ့ကလေးတို့ကတရုတ်ဆောင်ပေါ်အစပိုင်းမှာတောက်ကမိသားစုရှိလို့ညှင်းပယ်ခဲ့ပေမဲ့ဖောက်တီတွေရဲ့ညီးငွေစရာကောင်းတဲ့အလုပ်တွေနဲ့ကြုံရပြီးတဲ့နောက်မှာတော့စိတ်ပေါက်ကွဲပြီးဂရစ်စီပြေးသွားကရုပ်ရှင်ရိုက်ဖို့သဘောတူလိုက်ပါတော့တယ်သူတို့တွေဟာဘတ်ဂျက်ကို$40ခုနဲ့တူညအထိအတက်နိုင်ဆုံးရှော့ချပြီးအမေဇုံတော့စီခီးထွက်ခဲ့ကြတယ်အမေဇုံစိတ်ကမ်းမှာသူတို့ဟာမြေကင်တွေသူဆန်တီယာဂိုနဲ့ဆုံတွေ့ခဲ့တယ်ဆန်တီယာဂိုကသူကလေးတယောက်လိုပြုစုပြောထောင်ထားတဲ့အတားလို့ခေါ်တဲ့မြေငယ်လေးတစ်ကောင်ကိုပြသပြီးတော်ထဲမှာဒီထက်မကကြီးမားတဲ့အနာဂွန်ဒါမြေကြီးတွေရှိကြောင်းပြောပြခဲ့တဲ့ထို့နောက်အဖွဲ့သားတွေဟာအနာမောင်းနှင်လာတဲ့လေကြီးပေါ်ကိုမတော်တဆလိုက်ပါစီးနှင်းခွင့်ရခဲ့ကြတယ်။အနာကတော့တရားမဝင်ရွှေမောင်ခိုလုပ်ငန်းလုပ်ကင်သူတွေစီကနေလေတော့ခိုးပြီးထွက်ပြေးလာတာဖြစ်လို့နောက်ကနေလူဆိုးတွေလိုက်လက်ဖမ်းဆီးခြင်းကိုခံနေရသူပါ။နောက်တနေ့မနက်မှာတော့တော်ထဲမှာရုပ်ရှင်ရိုက်ကူးရေးစတင်ခဲ့တဲ့ကလေးကဇီဝဗေဒပညာရှင်အဖြစ်တရုတ်ဆောင်ပြီးဂရစ်ကမြေချရာခံသူအဖြစ်တရုတ်ဆောင်ခဲ့ကြတယ်။ဒါပေမဲ့မြေကလေးအတိုးနဲ့အတူရိုက်ကူးရမယ့်အခန်းမှာဂရစ်ကတေလောက်အောင်ကြောက်လန့်ပြီးမြေကိုလေပေါ်ကနေကန်ထုတ်လိုက်မိတဲ့မြေကလေးဟာလေပန်ကာနဲ့ညီးပြီးအပိုင်းပိုင်းပြတ်သွားခဲ့ရတယ်။ဆန်တီယာဂိုဟာနှလုံးကွဲမတက်ခံစားရပြီးဒေါသတကြီးနဲ့ဂရစ်ကိုတော်ထဲထွက်သွားဖို့ပြောကမြေကလေးကိုမိတင်ကြိုပေးခဲ့တဲ့စိတ်မကောင်းဖြစ်နေတဲ့ဂရစ်ကဆန်တီယာဂိုကိုချော့မော့ပြီးဘီယာနဲ့ဆေးတွေတိုက်လိုက်ရာကနေသူတို့နှစ်ယောက်ပြန်ဆင်ပြေသွားပြီးတောနဲ့ထဲမြေတစ်သွားရှာဖို့ဆုံးဖြတ်ခဲ့ကြတယ်။ဒါပေမဲ့ကန်ဆိုးစွာပဲတောနဲ့ထဲမှာဆန်တီယာဂိုဟာအီယာမအနာဂွန်ဒါမြေကြီးရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပြီးရဲရဲကိုဆွဲချခံလိုက်ရပါတော့တယ်။ဂရစ်ဟာကြောက်လန့်တကြားနဲ့အဖွဲ့သားတွေစီပြန်ပြေးလာခဲ့တယ်။သူတို့တွေတော်ထဲမှာရှောက်သွားရင်းဆုံးပစ်ထားတဲ့ဘင်ကားတစီးကိုတွေ့လိုက်ရတယ်။အဲ့ဒီအချိန်မှာပဲကားမှန်ပေါ်ကိုဆန်တီယာဂိုရဲ့အလောင်းကြီးပြုတ်ကျလာပြီးအီယာမအနာဂွန်ဒါမြေကြီးကကားကိုစတင်တိုက်ခိုက်ပါတော့တယ်။တောက်ရဲ့စွန့်စွန့်စားစားကားဘက်ထရီပြင်ဆင်မှုကြောင့်သူတို့ကားမောင်းပြေးနိုင်ခဲ့ပေမဲ့လမ်းမှာတရားမဝင်ရွှေတူးသမားတွေရဲ့စီးနှင်းတိုက်ခိုက်မှုကိုထပ်မံကြုံတွေ့ရပြန်တဲ့အနာရဲ့တင်းနှက်ပစ်ခတ်မှုကျွမ်းကျင်မှုကြောင့်လူဆိုးတွေကိုအိမ်နှင်းနိုင်ခဲ့ပြီးသူတို့လေစီပြန်ရောက်လာခဲ့ကြတယ်။လေပေါ်မှာအနာကတင်းနှက်ထုတ်ပြီးသူတို့ကိုဓားစာခံလောက်ကတော့တဲ့ကရွှေအိတ်တွေကိုသွားတဲ့ခိုင်းခဲ့တယ်။အိတ်ထဲကရှိုတင်ကားတွေကိုတွေးမှပဲအနာဟာဗလာစီရဲ့အကြီးဆုံးရွှေမောင်ခိုသမားတို့ဦးဖြစ်မှန်းသူတို့သိလိုက်ရတယ်။အဲ့ဒီအချိန်မှာသူတို့ကိုကာကွယ်ဖို့ရဲရရှိတယောက်ရောက်လာပေမဲ့ရုပ်ရှင်ဇာတ်လမ်းထဲကအတိုင်းသူရဲကောင်းလုပ်ချင်နေတဲ့ဂရစ်ကရဲရဲ့ခြေထောက်ကိုမပိမိလို့ရဲရရှိဟာအနာရဲ့ပြစ်တက်ခြင်းကိုခံလိုက်ရတယ်။အနာကကလေးကိုပါတပ်ဖို့လုပ်တဲ့အချိန်မှာကလေးကဆန်နိုင်ပါတဲ့နဲ့တောင်းတဲ့အနာရဲ့ခေါင်းကိုဝင်ဆောင်လိုက်တဲ့အနာလဲကျသွားတဲ့အချိန်မှာပဲအီယာမအနာဂွန်ဒါမြေကြီးရုတ်တရက်ပေါ်လာပြီးအနာကိုအရှင်လက်လက်ဝါမျိုးဖြစ်လိုက်ပါတော့တယ်။ကျန်ရစ်သူငယ်ချင်းတစုတော်ထဲမှာထွက်ပြေးပုံအောင်နေတုံးတောက်ဟာအစိပ်ပြင်းတာယန်ဒူလာပင့်ကူကိုက်ခံရလို့တေလူမျိုးပါဖြစ်သွားခဲ့တယ်။ကန်နီကဒဏ်ရာကိုစီးနဲ့ဆေးမရမယ်ဆိုပြီးလူမြင်ကွင်းမှာကြောက်လက်လက်နဲ့တောက်ရဲ့ဒဏ်ရာပေါ်စီးသွားပြီးကယ်တင်ခဲ့ရတယ်။ဒါပေမဲ့သူတို့ခီးဆက်တဲ့အခါအနာဂွန်ဒါမြေကြီးကတစ်ပင်ပေါ်ကနေဆင်းလာပြီးတောက်ကိုထပ်မံဆွဲခေါ်သွားပြန်တယ်။နောက်ဆုံးမှာသူတို့ဟာတောက်ရဲ့အသက်မဲ့နေပြီလို့ထင်ရတဲ့ခန္ဓာကိုယ်ကိုတွေ့ရှိခဲ့ကြတယ်။ကန်နီကမြေကိုအာယုံလွှဲဖို့အတွက်တေဆုံးနေပြီဖြစ်တဲ့တောက်ရဲ့ရုပ်လောင်းကိုကွင်းပြင်မှာကျိုးနေကြည့်ပြီးပါဆက်သေးရှင့်တေတကောင်ထိုးထဲကတားကောင်အဖြစ်အသုံးချဖို့အကြံထုတ်ခဲ့တယ်။ဒါပေမဲ့မြေကြီးရောက်လာတဲ့အချိန်မှာပဲတောက်ကရုတ်တရက်နိုးလာခဲ့လို့အားလုံးအသက်လိုပြီးပြေးခဲ့ကြရပြန်တယ်။နောက်ဆုံးမှာတော့သူတို့ဟာရုပ်ရှင်ရိုက်ကွင်းဟောင်းကြီးစီရောက်ရှိသွားခဲ့ပြီးအဲ့ဒီမှာတင်းနဲ့တလက်နဲ့မြေတွေကိုလိုက်လံပစ်ခတ်နေတဲ့ကဘာကျော်ရက်ပါဆိုတော့အိုက်စကယူနဲ့မထင်မပဲဆုံတွေ့ခဲ့ရတယ်။အိုက်စကယူကသူ့အဖွဲ့သားတွေလည်းမြေတိုက်ခိုက်တာခံလိုက်ရကြောင်းပြောပြခဲ့တယ်။တောက်ကအဖွဲ့သားတွေကိုစူးစီးပြီး
မြေကြီးကိုတပ်ဖို့အတွက်ရိုက်ကွင်းကမီရှူမီပန်းဖောက်ခွဲရေးပစ္စည်းတွေကိုအသုံးပြုဖို့အစီအစဉ်ချခဲ့တဲ့တောက်ကကောက်ကွင်းကားလေးကိုမောင်းပြီးမြေကြီးကိုဆွဲဆောင်ခဲ့ပြီးခလိမ့်နဲ့ကန်ညီတို့ကစနစ်တွေကိုပြင်ဆင်ခဲ့ကြတယ်မြေကြီးအနီးကပ်လိုက်လာတဲ့အချိန်မှာဂရစ်ကဖောက်ခွဲရေးခလုတ်ကိုနှိပ်လိုက်လို့ပြင်းထန်တဲ့ပောက်ကွဲမှုကြီးဖြစ်ပြီးမြေကြီးမီးဆွဲသွားခဲ့တယ်ဒါပေမဲ့မြေကြီးကမသေးဘဲရွှွန်ထဲညက်နေတဲ့သူတို့စီကိုထပ်မံဦးတီလာပြန်တဲ့အားလုံးလမ်းပိတ်ပြီးအဆုံးစီရင်ခံရတော့မယ့်အချိန်မှာပဲဂရစ်ကတတိရှိရှိရှေ့ထွက်ပြီးမီးရန်တွေကြားကတပ်စီစီတွေကိုတင်းနဲ့လှမ်းပစ်လိုက်ရာကနေဒုတိယအကြိမ်အားပြင်းတဲ့ပောက်ကွဲမှုကြီးဖြစ်ပွားပြီးအနာဂွန်ဒါမြေကြီးဟာအပိုင်းပိုင်းပြက်ကတေဆုံးသွားခဲ့ရတယ်မြေကြီးရဲ့ပြတ်ထွက်နေတဲ့ခေါင်းကြီးကဂရစ်ကိုနောက်ဆုံးတစ်ချက်ထပ်ပြီးကိုက်ဖို့လုပ်တဲ့အချိန်မှာတော့တောက်ကသူ့သားလေးပေးလိုက်တဲ့အော်စကာဆုတုရုပ်တုကြီးနဲ့မြေခေါ်အင်းကိုခုံအုပ်ထိုးဆိုင်ပြီးဇက်သိမ်းပေးလိုက်ပါတော့တယ်အချိန်တွေကုန်လွန်သွားတဲ့အခါသူတို့သူငယ်ချင်းတစုဟာတောထဲကရိုက်ကူးရေးတိတ်ခွေတွေနဲ့ရုပ်ရှင်ကိုအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပြီးမြို့ကလေးမှာပြတဲ့ရအားလုံးရဲ့ချီးကျူးမှုကိုခံခဲ့ရတယ်ဂရစ်နဲ့ကလေးတို့ဟာချစ်ကြိုက်သွားပြီးလက်ထက်ခဲ့ကြကတောက်ကပဲသူတို့ရဲ့မင်္ဂလာဆောင်ဗီဒီယိုကိုစိတ်ကြရိုက်ကူးပေးခဲ့တယ်ကန်နီလည်းလူမြင်ကွင်းမှာစီးသွားရမှာကြောက်တဲ့စိတ်ရောဂါပျောက်ကွယ်သွားခဲ့တယ်ဒီနေ့မှာတော့တောက်ရဲ့ရုံးခန်းတကားကိုတစုံတယောက်လာခောက်ခဲ့တယ်တကားဖွင့်လိုက်တဲ့အခါကဘာကျော်မင်းသမီးဂျီနီဖာလိုပက်စ်ဖြစ်နေပြီးသူမကသူတို့ရိုက်ထားတဲ့ရုပ်ရှင်လေးကိုကြိုက်လုံးလို့အနာဂွန်ဒါရုပ်ရှင်အစ်စ်ကိုတောက်အားဒါရိုက်တာအဖြစ်ရိုက်ကူးစေခြင်းကြောင့်လာရောက်ကမ်းလှမ်းခဲ့ပါတော့တယ်ဒါပေမဲ့အမေဇုံတော်နှစ်ကြီးထဲမှာတော့မြေရောအန်ဂျင်ခံခဲ့ရတဲ့ဆန်တီယာဂိုဟာရုတ်တရက်မျက်လုံးပွင့်နိုးလာပြီးငါအသက်ရှင်သေးတယ်ဟေ့လို့တော့6ကြီးတဲ့အော်ဟစ်လိုက်တဲ့နဲ့အတူနောက်ထပ်ထိတ်လန့်စရာဇလန်တပုတ်အတွက်နိမိတ်ပြတ်နေပါတော့တယ်ဒီလိုဇာတ်ကားကောင်းများကိုကြည့်ရှုနိုင်အောင်ကျွန်တော် channel လေးကို like and subscribe လေးလုပ်ပေးပါအောင်